ငါတီကောင်မှုပေးဆိုင်ဖွင့်ဖို့စိတ်ကူးထားတယ်ဝန်ထမ်းတွေအကုန်အံ့ဩသွားပြီးသူထေးခမရတခုခုစိတ်ထိခိုက်เสียကြုံထားလို့လားဒီတစ်နှစ်အတွင်းမှာကျွန်တော်တို့ဒီလန်နဲ့တရုတ်စာဆိုင်9ဆိုင်10ဆိုင်လောက်ဖွင့်ခဲ့ကြတာတစ်ဆိုင်မှတစ်လားတော့မခံဘူးကျမတို့ဆိုင်ရဲ့ဖောက်တယ်တွေကပင်လယ်စာလာစားကြတာလေအခုလိုပြောင်းလိုက်ရင်ဘသူကလာတော့မှလည်းမဖြစ်နိုင်ဘူးတရုတ်စာကဒီလန်ထဲမှာလုံးဝအခြေမဆိုင်နိုင်ဘူးတထေးတေချာပြန်စဉ်းစားပါအောင်လူငယ်ကတစ်ချက်ဝင်တားလိုက်ပြီးအချိန်တန်ရင်မင်းတို့တည်သွားမှာပါလို့ပြောပြီးမျက်နှာချင်းဆိုင်ကတိုက်ကိုငှားဖို့ဖုံးဆက်လိုက်တယ်မင်္ဂလာပါကျွန်တော်ဒီတိုက်လုံးငှားချင်လို့ပါစကားပြောလို့ရမလားခင်ဗျာဒီတိုက်ကလွတ်နေတာတော်တော်ကြာပြီးမင်းတကယ်ငှားချင်နေဆိုရင်စကားတွေရှေ့ကြီးမပြောတော့ပါဘူးတိုက်ကမင်းရဲ့မူလဆိုင်ထက်အစပေါင်းများစွာပိုကြီးပေမဲ့ငှားကောက်တော့ဈေးကွက်ပေါက်ဈေးထက်အများကြီးလျှော့ပေးပါမယ်ရပါတယ်ဒီတိုက်ကိုကျွန်တော်ငှားမယ်အခုပဲစာချုပ်ရအောင်အဆန်စရင်ဝင်တာနဲ့တော့ပေးမယ်တိုက်လုံးကိုအခုပဲစသုံးလို့ရပြီဒီအချိန်မှာရွှေပြောင်းရေးကားလည်းရောက်လာခဲ့တယ်သူထေးဘာပစ္စည်းတွေရွှေ့ဖို့ပြင်ထားလဲဒီဆိုင်ထဲကပစ္စည်းမှန်သမျှအကုန်လုံးမျက်နှာချင်းဆိုင်ဘက်ရွှေ့မယ်တခုမှချန်မထားနဲ့အိမ်အောင်ပစ္စည်းရွှေ့တဲ့ကုမ္ပဏီကလူတွေအလုံးမြန်လုံးလို့နိုင်ပိုင်းအတွင်းမှာပဲဆိုင်ထဲကပစ္စည်းအလုံးကိုမျက်နှာချင်းဆိုင်ကတုံးထက်တိုက်တဲ့အကုန်ရွှေ့ပြီးသွားခဲ့တယ်ပြီးတာနဲ့ဝန်ထမ်းအလုံးကိုစတင်စည်းရုံးလိုက်တယ်မင်းတို့ငါနဲ့အတူနေရာတစ်စီပြောင်းပြီးအစကနေပြန်ဆက်ချင်ကြလားဝန်ထမ်းအကုန်လုံးကတယောက်မျက်နှာတယောက်ကြည့်ကြရင်သူထေးဒီတစ်နှစ်လုံးကျမတို့ခမားစီမှာအလုပ်လုပ်ရတာအခြားဆိုင်တွေထက်လာစာအများကြီးပိုရခဲ့ပါတယ်တထေးကကျမတို့ဘူးတများထဲမှာကိုချင်းစာတရားအရှိဆုံးတထေးပါပဲတထေးပဲသွားကျမလိုက်ချင်ပါတယ်ကျွန်တော်လည်းလိုက်ပါမယ်ကျွန်တော်မှာပညာလည်းမရှိကျွမ်းကျင်မှုတစ်ခုမှလည်းမရှိပေမဲ့တထေးနဲ့လိုက်သွားရင်စိတ်အေးရမယ်ဆိုတာသိတယ်ဟုတ်တယ်ဒီတစ်နှစ်လုံးတထေးကျွန်တော်တို့ဘောမကောင်းတာတစ်ခုမှမရှိခဲ့ဘူးအခုသူထေးအခက်ခဲနဲ့ကြုံနေရချိန်မှာကျွန်တော်တို့ကဒီအတိုင်းထွက်သွားရင်လူမဆန်ရကြမှာပေါ့တထေးပဲသွားကျွန်တော်လိုက်မယ်အတူတူတေးတူရှင်းမြလက်တွဲသွားမယ်ဒီအချိန်မှာဖခင်ဖြစ်သူဥက္ကဋ္ဌကြီးစီကဖုန်းဝင်လာတယ်ရှောင်းခန်းငါပြီးခဲ့တဲ့အကြံပြုချက်အတိုင်းဟင်းလျာတွေပြောင်းဖို့ပြောထားတာတေချာသွားပြီလားတေချာသွားပြီကျွန်တော်တရုတ်အမြန်စာဆိုင်ဖွင့်မလို့ဒါကောင်းတယ်ဟင်းပွဲအမျိုးအစားလဲစုံတဲ့အစင်လဲပြည်တယ်ဒါနဲ့ငါကုမ္ပဏီအုပ်စုအောက်ကကုမ္ပဏီအချို့ပြီးခဲ့တဲ့လကလူရှိရကျော်ထပ်တိုးခံထားတယ်နောက်ဆိုသူတို့လည်းမင်းဆိုင်မှာလာစားကြလိမ့်မယ်မင်းအစင်ပြေအောင်စီစဉ်ထားလိုက်ပါအတော်ပဲကျွန်တော်လဲဆိုင်ကျတိုးချက်မလို့ပဲငါကုမ္ပဏီကဒီနေ့ကစပြီးနှစ်တကူအားလည်းရက်ပေးထားတာ29ရက်နေ့မှအလုပ်ပြန်စမှာမင်းဆိုင်ချက်မယ်ဆိုရင်29ရက်နေ့မတိုင်ခင်အပြီးပြင်ဆင်ထားရင်အကောင်းဆုံးပဲဟုတ်ကဲ့ကျွန်တော်သိပါပြီဒီနေ့အားလုံးပြန်သွားကြပြီးအိမ်ပြန်လာကြပါဦး29ရက်နေ့ကျမှအလုပ်လာဆင်းကြပေါ့နောက်ရက်တွေမှာတော့စိုက်တဲ့အလှဆင်ပြင်ဆင်တဲ့အလုပ်နဲ့မအားတော့ဘူးပထမတက်ကူအမြန်စားစပွဲမကြီးအဖြစ်ပြုလုပ်ပြီးစပွဲပေါင်း100ကျော်ခင်းထားလိုက်တဲ့အားလုံးအစားအစာလွယ်လွယ်ကူကူယူပြီးမြင်မြင်ဆက်ဆန်စားတောက်နိုင်အောင်လုပ်ပါဒုတိယတက်ကူတော့အော်ဒါချက်ဟင်းပွဲဆောင်အဖြစ်ပြင်ဆင်လိုက်တယ်